Action ကနေမှာအဓိကကြုံရတဲ့ပြဿနာကဗီဒီယိုရရင် lens မတော်တဆထိခိုက်မိတဲ့ပြဿနာပါပဲ lens မှာ damage ဖြစ်သွားရင် quality video content ကိုဖန်တီးဖို့အဆင်မပြေနိုင်တော့ပါဘူး YouTube နဲ့ social media တွေမှာဒီလို problem တွေကိုဖြေရှင်းတဲ့ဗီဒီယိုတွေရထောင်ချေရှိပါတယ်တကယ်တမ်းလက်တွေ့ဖြေရှင်းနိုင်တဲ့နည်းလမ်းကိုပေးနိုင်တဲ့ဗီဒီယိုကတော့ရှာတွေ့ဖို့မလွယ်ကူပါဘူး lens မှာထိခိုက်မိတဲ့ခြေရာပုံရတွေကိုဘလို့ပြန်ပြီးပျောက်ကင်းအောင်လုပ်ရမလဲဆိုတဲ့နည်းလမ်းကိုသိချင်ရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်လိုက်ပါကျွန်တော်ကိုယ်တိုင်လက်တွေ့လုပ်ကြည့်ထားတာဖြစ်ပါတယ်ဒါကတော့ Diamond Compound Grinding Paste ဖြစ်ပါတယ်စက်မှု tooling maintenance လုပ်ငန်းတွေမှာလုံသိငယ်ပြီးတိကျတဲ့မျက်နှာပြင်တွေကိုညှိတဲ့အခါအသုံးပြုရတဲ့ chemical တစ်မျိုးဖြစ်ပါတယ်ကိုရီးယားမှာဆိုရင် Coupon software ကနေဝယ်ယူနိုင်ပြီးတော့ Alibaba တို့ Amazon တို့ကလည်းဝယ်ယူနိုင်ပါတယ်ပထမအဆင့်အနေနဲ့ grinding လုပ်တဲ့အခါမှာမလိုတဲ့အပိုင်းတွေပုတ်တိုက်ထိခိုက်မှုမဖြစ်အောင်တိတ်နဲ့ကပ်ရပါမယ်ကျွန်တော်ကတော့ Magic Tape ကိုသုံးပါတယ်ဒါကတော့ Airdyne grinder နဲ့ polish board ဖြစ်ပါတယ်electric grinder နဲ့လည်းအသုံးပြုလို့ရပါတယ် Airdyne grinder ကကျွန်တော်တို့လုံးမှာအသင့်ရှိတဲ့ပစ္စည်းဖြစ်တာမို့ဒါနဲ့ပဲကျွန်တော်အသုံးပြုပါတယ်ထိတ်က rotary bar ကိုလဲလှယ်ပြီးအသုံးပြုရမှာဖြစ်ပါတယ် lens board ကခြေရာကို grinding လုပ်ဖို့အတွက် diamond paste အနေငယ်သုံးပါမယ် polish board မှာလည်းအနေငယ်ထည့်ပေးပါ grinding လုပ်တဲ့အခါမှာတုန်ခါမှုရှိတာကြောင့် stable ဖြစ်အောင်သတိထားကင်တွယ်ပါအရန်ကြီးဖိတိုက်တာမျိုးကိုမလုပ်ရပါဘူး grinding လုပ်ပြီးရင် lens cleaner နဲ့အသားအရာလေးတုပ်ပေးပါကဲအခုဆို grinding မလုပ်ခင်နဲ့ grinding လုပ်ပြီးကွာခြားမှုကိုမြင်တွေ့ရမှာဖြစ်ပါတယ် grinding မလုပ်ခင် lens damage ကြောင့်ဗီဒီယိုမှာဒီလိုပေါ်နေတဲ့အရာကအခုဆိုရင်မမြင်ရသလောက်နေသွားတာကိုတွေ့ရပါတယ်စပွဲပေါ်ကပစ္စည်းလေးတွေနည်းနည်းရှုပ်နေတာတော့သိခံပေးပါခင်ဗျာဗီဒီယိုလေးကိုဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်ဗျဒီနည်းလမ်းလေးနဲ့အားလုံးအဆင်ပြေကြပြီးတော့ content ဗီဒီယိုကောင်းတွေကိုဖန်တီးနိုင်ကြပါစေဗျာ